တာလီစောပါကျွန်တော်ဒီနေ့သင်မဲ့ဟာတော့ကျွန်တော်တို့ဒီကွန်ပျူတာ keyboard ပေါ်က key များအကြောင်းဆိုတဲ့ဟာကိုကျွန်တော်သင်မှာဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့ keyboard မှာကြည့်မယ်ပေါ့နော် keyboard မှာကြည့်မယ်ဆိုတော့ကျွန်တော်ဒီက keyboard လေးပါဒီနဲ့ချက်လိုက်မယ် okay keyboard မှာကျွန်တော်တို့ဒီပထမဆုံးပေါ့နော်ဒီ ESC ဆိုတဲ့ဟာပေါ့အဲ့ဒီ ESC ဆိုတဲ့ဟာဘာကိုပြောလဲဆိုလို့ရှိရင် escape key ကိုပြောတာဖြစ်ပါတယ်နော် ESCAP escape key ကို escape key ကိုပြောတာဖြစ်ပါတယ်နော် escape key ပါနော်ဒီ key နော် ESC ဆိုတဲ့ escape key ကိုပြောတာဖြစ်ပါတယ်ဗျာနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ F1 ကနေပြီးတော့ F12 ပေါ့နော်F1 ကနေပြီးတော့ F1 to F12 ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဘာခေါ်လဲဆိုလို့ရှိရင် function key လို့ခေါ်ပါတယ်ဗျနော် function key လို့ခေါ်တယ်ဒါ F1 ကနေပြီးတော့ F12 အထိကို function key လို့ခေါ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ exclamation တို့ပြီးလို့ရှိရင် add တို့ဒီ chat တို့ပေါ့နော် dollar sign တို့เนาะအဲ့ဒီဟာကိုကျွန်တော်တို့ဥမာဒီ exclamation mark တို့ပြီးလို့ရှိရင် add တို့ chat တို့เนาะပြီးရင် dollar sign တို့ဒီမှာရာခိုင်နှုန်းတို့เนาะအဲ့ဒီဟာကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်ကျွန်တော်တို့က double function လို့ခေါ်ပါတယ်ဗျာเนาะ double function key ပေါ့ double function key လို့ခေါ်ပါတယ်အဲ့ဒီဟာเนาะကျွန်တော်တို့ကနောက်တစ်ခုကဒီမှာ1 2 3 4 5 6 7 8 9 0ပေါ့เนาะဒီဟာကိုနေပြီးတော့ကျွန်တော်တို့1 2 10ပေါ့เนาะ1 2 0ပေါ့1 2 0ပေါ့လေအဲ့လိုမျိုးအဲ့ဒါကိုကြာတော့ကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒါကို numeric key လို့ခေါ်ပါတယ်ဗျ NUMERIC numeric key လို့ခေါ်ပါတယ်เนาะနောက်တစ်ခုကကျွန်တော်တို့ကဒီမှာ ABCD ရှိတယ်သူတို့အဆင်လိုက်တော့မဟုတ်ဘူးဒါကတော့ A to Z အထိပါတယ်ပေါ့နော်စကားလုံးတွေအဲ့လိုမျိုးဒီစကားလုံးတွေအကုန်လုံးကိုကြာတော့ကျွန်တော်တို့ကဒီမှာ A to Z ပေါ့နော်အဲ့ဒါစကားလုံးကိုကြာတော့ကျွန်တော်တို့က typewriter key လို့ခေါ်ပါတယ် typewriter key ဒါမှမဟုတ်ကျွန်တော်တို့ကဘယ်လိုခေါ်သေးလဲဆိုလို့ရှိရင် character key လို့ခေါ်ပါတယ်ဗျ CHARACTER character key လို့ခေါ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့နောက်တစ်ခေါက်ပြန်ပြီးတော့ကြည့်အောင်ကျွန်တော်တို့ဒီ ESC ဆိုတာကနေပြီးတော့ကျွန်တော်တို့ escape key ကိုပြောတာဖြစ်ပါတယ်เนาะ escape key ပါပြီးလို့ရှိရင်ဒီမှာ F1 ကနေပြီးတော့ကျွန်တော်တို့ဒီမှာ F1 ကနေပြီးတော့ F12 အထိကိုနေပြီးတော့ကျွန်တော်တို့ function key လို့ခေါ်ပါတယ်เนาะ function key လို့ခေါ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာexclamation mark တို့เนาะ add တို့ chat တို့ dollar sign တို့เนาะဒီရာခိုင်နှုန်းတို့အဲ့ဒီဟာတွေအကုန်လုံးကိုကြာတော့ကျွန်တော်တို့ double function key လို့ခေါ်ပါတယ်เนาะပြီးလို့ရှိရင်ဒီမှာ1 to 0ပေါ့เนาะဒီမှာ1 to 0အဲ့ဒီ1 to 0ကိုကြာတော့ကျွန်တော်တို့ numeric key လို့ခေါ်ပါတယ်เนาะဒီမှာပါ numeric key လို့ခေါ်ပါတယ်နောက်တစ်ခုကနေပြီးကျွန်တော်တို့ဒီမှာ A to Z ပေါ့နော်ဒီအခရာအင်္ဂလိပ်အခရာအကုန်လုံးကိုကြာတော့ကျွန်တော်တို့ typewriter key ဒါမှမဟုတ် character key လို့ခေါ်ပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့ဒီမှာဒီဟာလေးပေါ့နော်ဒါကိုကြာတော့ကျွန်တော်တို့က tab key လို့ခေါ်ပါတယ်ဗျာနော်ဒီကောင်က TAB tab key လို့ခေါ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာ CAP LOCK cap lock ဆိုတာနေပြီးတော့ကျွန်တော်တို့ cap lock key လို့ခေါ်တယ်အဲဒီတော့ကျွန်တော်တခါတည်းဒီမှာစမ်းပြမယ်ပေါ့နော်တချို့ key လေးတွေကိုအဲ့တော့ကျွန်တော်တို့ကဒီဒါလည်းစမ်းပြပါမယ်အဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော် okay ဒီမှာကျွန်တော်တို့ဒါကို tab key လို့ခေါ်တယ်ဒီကောင်ကကြတော့နောက်ပိုင်းမှာကျွန်တော်တို့တောင်းလာရလိမ့်မယ်ကျွန်တော်တို့ပြီးလို့ရှိရင်ဒီကောင်က cap lock လို့ခေါ်တယ်ဒီ cap lock ပဲမှာသုံးလဲဆိုလို့ရှိရင်ကျွန်တော်တို့စာလုံးတွေကိုဒီတိုင်းဥပမာရိုက်တယ်ဆိုလို့ရှိရင်ဒါအငယ်တွေပေါ့နော်ကျွန်တော်ရှေ့ရလဲပြောခဲ့တယ်ဒီစာလုံးကိုအကြီးဆိုလို့ရှိရင် shift key ကိုနှိပ်ထားပြီးတော့ဒီ A ကိုနှိပ်တယ်ဆိုလို့ရှိရင်တော့ A ကြီးရမှာပေါ့နော်တခါတလေမှာကျွန်တော်တို့ကစာလုံးတွေအကုန်လုံးအကြီးရိုက်ချင်တယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ cap lock ကိုတစ်ချက်နှိပ်လိုက်ပြီးတော့ကျွန်တော်တို့စာတွေရိုက်တယ်ဆိုလို့ရှိရင်ဒီမှာအကြီးထွက်လာမယ်နော် A S T H G အကုန်လုံးအကြီးဖြစ်သွားနော်အဲ့လိုပြီးလို့ရှိရင်ဒီ cap lock ကိုပြန်ပြီးတော့နောက်တစ်ချက်နှိပ်လိုက်လို့ရှိရင်အဲ့ဒါပိတ်သွားတယ်ပြင်လိုက်ကြည့်ဒါ
small letter ဖြစ်တော့အောင်နော်အဲ့လိုမျိုးအဲ့ဒါကိုပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ကဒါ shift key ပေါ့နော်ဒါတွဲပြီးတော့နှိပ်ရတဲ့ key ပေါ့လေဒါကျတော့ fn ဆိုတာလည်းဒါ function key ကိုပြောတာဖြစ်ပါတယ်ဗျာနော်ဒီကောင်က ctrl ဆိုတာ control key ကိုပြောတာဖြစ်ပါတယ်နောက်ပိုင်းနေပြီကျွန်တော်တို့ Microsoft Word တို့เนาะကျွန်တော်တို့ shortcut တွေသုံးလာတဲ့အခါကြာလို့ရှိရင်ဒါသုံးရမှာဖြစ်ပါတယ်ဗျာเนาะဒါကကြတော့ကျွန်တော်တို့ window key လို့ခေါ်ပါတယ်ဒီကောင်ကကြတော့ alt key ပေါ့เนาะဒါလေးကကြတော့ space bar လို့ခေါ်ပါတယ်ဗျာเนาะကျွန်တော်တို့စာရိုက်နေတဲ့အချိန်မှာဟို space ချတဲ့ bar ပေါ့เนาะ space ချတဲ့ key လေးပါဗျာเนาะဒီဟာနေပြီးနောက်တစ်ခုကကျွန်တော်တို့ကဒီမှာ delete key ပေါ့เนาะဒီမှာ best space key နဲ့ delete key ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒါ best space ကလည်းဖြတ်တာဗျဥမာဒီစာလုံးတွေရှိတယ်ပေါ့ဒီမှာကျွန်တော်အစအဆုံးဒီမှာအဆုံးဆုံးထားလိုက်မယ်ပေါ့နော်ကာစာကိုနေပြီးတော့တစ်ချက်နေပြီးထားလိုက်မယ်ဒီမှာ best space တစ်လုံးချင်းပြတ်တယ်ပေါ့နော်ဒါ best space key delete ကကြတော့ delete ကလည်းဖြတ်တာပဲဒါပေမဲ့ပါကွာလဲဆိုလို့ရှိရင်ဥမာဒီအလယ်မှာထားလိုက်ကာစာကိုနော်အဲ့လိုမျိုးဥမာဒီ best space ကိုနှိပ်တယ်ဆိုလို့ရှိရင်သူကနေပြီးရှေ့ကိုဖြတ်တာနော်အဲ့လိုမျိုးဒီကောင်ကကြတော့ဒီ delete key ကိုနှိပ်တယ်ဆိုလို့ရှိရင်ဒါကနေပြီးတော့သူကပြောင်းပြန်ဖြတ်တယ်နော်အဲ့လိုမျိုးပါတွေ့ရနော်အဲ့လိုမျိုးဒါဖြတ်တာချင်းတူရင်မဲ့သူကမတူဘူးပေါ့နော်အဲ့လိုမျိုးအဲ့ဒါပြောတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ enter key ပေါ့ enter key ဆိုတာတော့ကျွန်တော်တို့ဒီမှာဘာကိုပြောချင်တာလဲဆိုတော့ဒီ enter တစ်ချက်နှိပ်လိုက်ရင်အောက်ကိုတစ်ကြောင်းဆင်းသွားတာပေါ့နော်အောက်ကိုတစ်ကြောင်းရောက်သွားတယ်အဲ့ဒါကို enter key လို့ခေါ်ပါတယ်နော်နောက်တစ်ခုကဒီမှာကျွန်တော်တို့ဥမာ home key တို့ page up တို့เนาะ page down တို့ pause တို့ scroll out တို့ဒါ print screen တို့เนาะအဲ့လိုမျိုးဒါ head key လို့ခေါ်တယ်ဒီအားကြတော့ဒါ keyboard တစ်ခုနဲ့တစ်ခုမှာတော့တချို့ဟိုမတူတဲ့ key လေးတွေတော့ရှိတာပေါ့ဗျာเนาะဒါအခေါ်လေးတွေကိုနေပြီးတော့ကျွန်တော်ကပြောချင်းဖြစ်ပါတယ်နားလည်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ